ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဦးခင်ရီဟာပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌဦးမောင်မောင်အောင်ပြည်သူ့လွှတ်တော်ရုံးမှတာဝန်ရှိသူများနဲ့အတူဇူလိုင်လ22ရက်နေ့မှာလွှတ်တော်ရေးရာဆောင်အိုင်တွဲရှိအစွန်းရမဟုတ်သောပြည်တွင်းပြည်ပအဖွဲ့အစည်းများဆိုင်ရာကော်မတီဝင်များအားတွားရောက်တွေ့ဆုံရာပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌကလွှတ်တော်ဤဂုဏ်သိက္ခာမြင့်မားရေးနှင့်လွှတ်တော်ကိုယ်စားလှယ်များဤစွမ်းရည်မြင့်တင်ရေးဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍ပြည်တွင်းရှိအဖွဲ့အစည်းများနှင့်ချိတ်ဆက်ဆောင်ရွက်နိုင်ရေးလှုံ့ဆော်သွားမည်ဖြစ်ပါကြောင်းပြောကြားခဲ့ပါသည်အဒီနောက်ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကမိမိတို့လွှတ်တော်မှာအစိုးရ၏ဝန်ကြီးဌာနများနဲ့ပေါင်းစပ်ညီနိုင်ဆောင်ရွက်နိုင်ရတဲ့အတွက်ကော်မတီ22ခုကိုဖွဲ့စည်းထားပါကြောင်းအဆိုပါကော်မတီများ၏ဆောင်ရွက်ချက်များဟာလွှတ်တော်၏ဂုဏ်သိက္ခာနှင့်ထပ်တူကြ၍အရေးကြီးပါကြောင်းမြန်မာနိုင်ငံမှာအစိုးရမဟုတ်သောအဖွဲ့အစည်းများ NGO 3666ခုနှစ်အစိုးရမဟုတ်သောနိုင်ငံတကာအသင်းအဖွဲ့များ INGO 45ခုရှိသည်ကိုတွေ့ရှိရပါကြောင်း NGO INGO များဟာနိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့်လူသားချင်းစာနာထောက်ထားရေးစားရည်ရိက္ခာဖြည့်ဆည်းဆောင်ရွက်ရေးအတွက်နိုင်ငံတော်ကိုတစ်ဖက်တစ်လမ်းမှကူညီပေးနေသောအဖွဲ့အစည်းများဖြစ်ပါကြောင်း NGO INGO များနှင့်ဆက်လင်း၍တိကျဥပဒေများပြဋ္ဌာန်းထားခြင်းမရှိသဖြင့် NGO INGO Management Law Foreign Assistance Transparency Law, Volunteer Service Law, Data Protection Law, Public Benefit Organization Law, Humanitarian Coordination Law များပြဋ္ဌာန်းသင့်မသင့်ဆွေးနွေးဆောင်ရွက်ကြစေလိုကြောင်းအဖွဲ့အစည်းများနှင့်ပတ်သက်သည့်တည်ဆဲဥပဒေများကိုလည်းပြန်လည်ဆန်းစစ်၍လက်ရှိအခြေအနေနှင့်ကိုက်ညီမှုရှိမရှိလိုအပ်ချက်များရှိမရှိထပ်မံဖြည့်ဆွဲရန်လိုမလိုတို့အားလေးလာသုံးသပ်ဆောင်ရွက်ကြရမှာဖြစ်ပါကြောင်းကော်မတီအနေဖြင့် NGO INGO များအားတွဲဆုံဆွေးနွေးပြီး၎င်းတို့၏အခက်အခဲများနှင့်လိုအပ်ချက်များကိုလွှတ်တော်မှမေးခွန်းများမေးမြန်းခြင်းအဆိုများတင်သွင်းခြင်းဖြင့်ပေါင်းဆက်ဆောင်ရွက်ရမှာဖြစ်ပါကြောင်းမိမိတို့တာဝန်ထမ်းဆောင်ပြီးလွှတ်တော်သက်တမ်း9နှစ်တာကာလအတွင်းမှာလွှတ်တော်ကဏ္ဍမြင့်မားတိုးတက်ပြီးလွှတ်တော်ဟာနိုင်ငံတော်နှင့်ပြည်သူများမှအားထားရသည့်လွှတ်တော်တရက်ဖြစ်အောင်ကြိုးပမ်းဆောင်ရွက်ကြရမှာဖြစ်ပါကြောင်းပြောကြားခဲ့ကြောင်းသိရှိရပါတယ်ရှင်